ကိုကြီးတစ်ခုပြောပြမယ်နော်ညီလေးမိသားစုကလေညီလေးရှာတဲ့ပတ်စံတွေထက်ညီလေးစီကဖခင်မြတ်တာခင်မုန်းတဲ့တယောက်ရဲ့မြတ်တာကိုသူတို့ကလိုချင်တာဖြစ်တယ်ပတ်စံမလိုဘူးလို့မပြောပါဘူးပတ်စံမိသားစုအတွက်စားဖို့တောက်ဖို့လိုအပ်ပါတယ်ဝတ်ဖို့နေဖို့လိုအပ်ပါတယ်တိုးတော့အဲ့ဒီပတ်စံထက်ပိုအရေးကြီးတဲ့ဖခင်ကောင်းတယောက်ရဲ့ချစ်ချင်းမြတ်တာကိုသားသမီးကလိုချင်တယ်ခင်မုန်းတဲ့ကလိုချင်တာဖြစ်ပါတယ်ဒါကြောင့်ညီလေးမင်းပတ်စံအပ်တာမမားပါဘူးမိသားစုကိုပတ်စံပေးပြီးတော့မှမင်းမိသားစုကိုဂယုစိုက်တာမမားပါဘူးကောင်းပါတယ်ဒါပေမဲ့လိုအပ်နေတယ်မြတ်တာလေနှွေးထွေးတဲ့ဖခင်တယောက်ရဲ့မြတ်တာနှွေးထွေးတဲ့ခင်မွန်းတဲ့တယောက်ရဲ့မြတ်တာကိုမိသားစုကညီလေးစီကလိုအပ်နေတယ်ဘာကြောင့်လဲမင်းကပတ်စံပေးပြီးရင်ငါတာဝန်ကျေပြီးဆိုပြီးတော့မှနေချင်းတလုံးနေတာပေါက်တကရတွေလိုက်လောက်တာလှုပ်ချင်တယ်လို့လိုက်လောက်တာလူတယောက်ကိုညီလေးပြောပြမယ်နော်လူတယောက်ကိုလေပတ်စံနဲ့လုံခြုံအောင်လုပ်လို့မရဘူးလူတယောက်ကိုလုံခြုံစေတာကမေတ္တာတရားဖြစ်တယ်အဲ့တော့အိမ်အောင်ဦးစီးတယောက်အနေနဲ့ကိုကြီးအားပေးခြင်းတယ်ကိုကြီးကိုယ်တိုင်လည်းပဲကိုချင်းစာပါတယ်ကိုကြီးကိုယ်တိုင်လည်းတခါတလေကြာရင်တာသမီတွေနဲ့ရှုပ်ထွေးစိတ်ရှုပ်ထွေးတဲ့အချိန်မှာငါတယောက်တည်းထွက်သွားလိုက်ရင်ကောင်းမယ်ဆိုတဲ့အရာတွေတွေးခဲ့ဘူးတယ်ဒါပေမဲ့ပြန်စဉ်းစားတယ်အော်မိသားစုလာဖြစ်ခွင့်ရတာလောကမှာခဏပဲဖြစ်ချင်အောင်မဖြစ်နေရတဲ့သူတွေအများကြီးပဲအဲ့ဒီထဲမှာအော်ငါကဖခင်ကောင်းတယောက်ဖြစ်တယ်ခင်ဇနီးနဲ့အတွက်အကောင်းဆုံးခင်မုန်းကောင်းတယောက်ဖြစ်ခွင့်ရတယ်ဖျားသခင်ကိုကျေးဇူးတင်တယ်ကျေးဇူးတော်ကြောင့်ဖြစ်တယ်ဆိုတာကိုနားလေတဲ့အခါမှာမထွက်သွားရတော့ဘူးကိုယ့်ရဲ့သားတွေအတွက်ကိုယ့်ရဲ့ဇနီးတွေအတွက်အကောင်းဆုံးသောဖခင်ကောင်းအကောင်းဆုံးသောခင်မုန်းတဲ့တယောက်အဖြစ်ရည်တည်ဖို့ရန်အတွက်ဆုံးဖြတ်ချက်ချလိုက်တယ်သူတို့ဘာစားခြင်းလဲဘလို့နေခြင်းလဲအကောင်းဆုံးရှိတဲ့အရာနဲ့အကောင်းဆုံးလုပ်ပေးတဲ့စံထားဖြစ်လာတယ်အကောင်းဆုံးသောမေတ္တာပြလာတယ်ဒီနေ့ကလေးတွေကဘာဖြစ်လဲဖခင်ရဲ့မေတ္တာဇနီးတွေကဘာဖြစ်လဲခင်မွန်းတဲ့ရဲ့မေတ္တာခံစားတဲ့အခါမှာသူတို့အရာရာရင်ဆိုင်ဖို့အားအင်းနေရှိလာတယ်သူတို့ဘာပဲလို့စိတ်ချလာတယ်ဖခင်သူတို့နဲ့တူရက်တီးပေးနေတာကိုသူတို့ကကြည့်ပြီးတော့မှမေတ္တာခံစားတဲ့အခါမှာသူတို့လုံခြုံမှုရှိလာတယ်ဘယ်ပဲတော့သူတို့ယုံကြည်စိတ်ချမှုကိုပြည့်ရှိလာတယ်သူတို့မကြောက်တော့ဘာကြောင့်လဲဖခင်တယောက်ရဲ့မေတ္တာခင်မွန်းတဲ့တယောက်ရဲ့မေတ္တာပြခြင်းကြောင့်ဖြစ်ပါတယ်အေးအဲ့ဒီမေတ္တာတွေကလည်းဒီမှာနေဆုံးသက်သွားမှာမဟုတ်ဘူးသူတို့ပြတဲ့မေတ္တာတွေကအတီးမေတ္တာအတီးတွေစိုက်ပျိုးထားတဲ့ကြောင့်နောင်လာမယ့်အနာဂတ်မှာသူတို့လေးတွေကြီးလာတဲ့အခါမှာဘာဖြစ်မှာလဲသူတို့ကအဲ့ဒီမေတ္တာအတီးတွေကိုပြန်ပြီးတော့မှမိဘကိုပြန်ပြီးတော့မှကျွေးမွေးပြုစုလှုပ်ကြွေးတဲ့အရွယ်ရောက်လာလိမ့်မယ်အဲ့ဒါမေတ္တာရဲ့ရောင်ပြန်ဟန်ခြင်းဖြစ်တယ်ဇနီးတွေကလည်းဘာကြောင့်မဖောက်ပြန်တော့တာလဲခင်မွန်းတဲ့ရဲ့အကောင်းဆုံးသောမေတ္တာပြခြင်းကြောင့်ဖြစ်တယ်ဒါကြောင့်ညီလေးတို့ကိုကြီးအနေနဲ့အားပေးခြင်းတယ်မင်းရှာတဲ့ပတ်စံနဲ့မေတ္တာနဲ့ရှင်ရင်ဘယ်အရာကလုံခြုံမှုပေးလဲမေတ္တာလည်းပါရမယ်ပတ်စံလည်းရှာရင်ဘလောက်တောင်ပြည့်စုံတာယာလှပတဲ့အိမ်တော်မိသားစုဖြစ်မလဲပတ်စံလည်းရှာပါမေတ္တာလည်းပြဖို့ရန်အတွက်မမေ့ပါနဲ့လို့ကိုကြီးအနေနဲ့အားပေးခြင်းတယ်အကယ်၍များညီလေးအနေနဲ့မေတ္တာလည်းမပြနိုင်ငါမောတယ်ကွာပတ်စံရှာတာယောက်ျားပြန်ငါတာဝန်ကြည့်ပြီးအဲ့လိုစိတ်ဖြစ်နေတယ်ဆိုရင်သခင်ယေရှုဖခင်ကိုဆုတောင်းကြည့်ကိုကြီးလည်းအဲ့လိုယေရှုဖခင်ကိုဆုတောင်းလို့ကိုကြီးလည်းဒီနေ့ချိန်ဒီမိသားစုကိုမေတ္တာပြနိုင်တာဖြစ်တယ်။ကြောင့်ညီလေးအနေနဲ့အကိုကြီးအနေနဲ့အားပေးခြင်းတယ်သခင်ယေရှုဖခင်ကျွန်တော်ဖခင်ကောင်းတယောက်ဖြစ်ခြင်းတယ်ခင်မွန်းတဲ့ဒီကောင်းတယောက်ဖြစ်ခြင်းတယ်ဇနီးတဲ့အတွက်တာသမီးတွေအတွက်ဖခင်ကောင်းတယောက်ဖြစ်ခြင်းတယ်ယေရှုဖခင်ကျွန်တော်ချစ်နိုင်ဖို့မဆပါကျွန်တော်အဲ့လိုပဲဆုတောင်းကြည့်ဒီဖခင်ကအသက်ရှင်တဲ့အတွက်ကြောင့်ကိုကြီးကိုမိသားစုတန်မိုးထားတဲ့ဖခင်ကောင်းခင်မုန်းကောင်းတယောက်ဖြစ်စေတယ်လို့ညီလေးအကိုလည်းဖြစ်စေမှာဖြစ်ပါတယ်လို့ဒါလေးနဲ့အားပေးလိုက်ပါတယ်ဒါပတ်စံနေအပ်ပြီးတော့မှမိသားစုကိုပတ်စံပေးရပြီကွာအပြင်မှာပေါက်တက်ကရလိုက်လုံနေတာထက်ဆိုင်ရင်ပတ်စံလည်းပေးမေတ္တာလည်းအကောင်းဆုံးပြပါတနေ့ကျရင်အဲ့ဒီမေတ္တာအသီးကပြန်လေပြီးရိတ်သိမ်းရမှာဖြစ်တယ်မေတ္တာမပြရင်တော့ပတ်စံပေးတဲ့တနေ့မင်းမရှာနိုင်တဲ့တနေ့ရောက်လာလိမ့်မယ်အဲ့ကြရင်ကလေးတွေကြည့်လိုက်ဒီဖခင်ကကွာငါတို့အပေါ်မှာကောင်းတဲ့ကောင်မဟုတ်ဘူးဟုတ်လားကောင်းတဲ့သူမဟုတ်ဘူးပတ်စံတော့ပေးတယ်ပေါက်တက်ကရလိုက်လို့တယ်ဘာလို့ကျွေးမှုကမင်းဒုက္ခိတဖြစ်တဲ့အချိန်ညာမင်းနားလဲလိမ့်မယ်ဒါကြောင့်ကိုကြီးပြောတဲ့စကားအမြင်မှတ်ထားဖျားသခင်ကောင်းချီးပေးပါစေမေတ္တာပြပါပြီးရင်မေတ္တာမပြနိုင်သခင်ယေရှုဖခင်ကိုဆုတောင်းကြည့်ဒီဖခင်အသက်ရှင်တယ်ညီလေးဆုတောင်းတယ်အောင်နားညောင်းတယ်နော်ဖျားသခင်ကောင်းချီးပေးပါစေ